Excel function တွေကိုလုံးဝအသုံးမပြုတော့ဘဲနဲ့လာချုပ်နှစ်ချုပ်နဲ့ report တွေကို collect တစ်ချက်နှိပ်လိုက်တာနဲ့ auto တန်းထွက်အောင် Excel Power Query ကိုအသုံးပြုပြီးတော့ဘယ်လိုပြင်ဆင်မလဲဆိုတာအပိုင်းလိုက်ခွဲပြီးတော့ထပ်ရှင်းပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ကဒီပို့ချချက်မှာတော့ Excel Power Query ကိုအသုံးပြုပြီးတော့เนาะ automate report ကိုပြင်ဆင်မှာဖြစ်တဲ့အတွက်အပိုင်း၅ပိုင်းအဆင့်၅ဆင့်ပါပါတယ်ပထမအဆင့်ကတော့ external source မှာရှိနေတဲ့ data တွေကို Excel Power Query ကိုအသုံးပြုပြီးတော့လှမ်းပြီးတော့ connect လုပ်တဲ့ data connection ပိုင်းနောက်ပြီးတော့ report အတွက်ပြင်ဆင်တဲ့ data transformation လို့ခေါ်တဲ့ data preparation ပိုင်းဒါဒုတိယပိုင်းမှာနောက်တတိယတစ်ပိုင်းကတော့ data combination လို့ခေါ်တဲ့ data combine เนาะအဲ့တော့ဟလာလေဂျာတီးတီးမှာရှိနေတဲ့ file တွေတနည်းအားဖြင့် table တွေတနည်းအားဖြင့် data တွေကို report အတွက် data set တစ်ခုတည်းဖြစ်အောင်ပေါင်းတဲ့အပိုင်းကတစ်ပိုင်းပို့ချပေးမယ်တတိယအဆင့်မှာနောက်ပြီးတော့ report ဆွဲတဲ့အပိုင်းနဲ့နော်အသစ်ဝင်လာမဲ့ data တွေကို auto refresh ဖြစ်အောင်တနည်းအားဖြင့် updated data တွေကို report မှာနော် auto ပြနေအောင်ဘယ်လိုပြင်ဆင်မလဲဆိုတဲ့ဟလာ refresh and update ပိုင်းဆိုပြီးတော့၅ပိုင်းခွဲပြီးတော့ရှင်းပြပေးပါမယ်အဲ့တော့ဒါကတော့ပထမပိုင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါနံပါတ်1ဖြစ်တဲ့နော်အဲ့တော့ data connection ကို Excel Power Query ကိုအသုံးပြုပြီးတော့နော်ဘယ်လို connect လုပ်ရလဲ external source မှာရှိနေတဲ့ data တွေကို Excel Power Query နဲ့လှမ်းပြီးတော့ဘယ်လို connect လုပ်တယ်ဆိုတဲ့အပိုင်းကိုအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ဒီပို့ချချက်တွေကတော့နော် quick demo အနေနဲ့နမူနာပို့ချတာဖြစ်ပါတယ်ကျွန်တော်ရဲ့ပို့ချချက်အပြည့်အစုံတွေကိုလေ့လာမယ်ဆိုရင်တော့ကျွန်တော်သင်တန်းမှာပို့ချနေတဲ့ Excel for business လို့ခေါ်တဲ့ E4B နဲ့ Excel for accountants လို့ခေါ်တဲ့ E4A class တွေကို join ပြီးတော့အပြည့်အစုံလေ့လာနိုင်ပါတယ်အကောင်မိုင်းရမဟုတ်တဲ့သူတွေကတော့ Excel for business လို့ခေါ်တဲ့ E4B ကို join ရမယ် accounting လေ့လာထားတဲ့ဆိုရင်တော့ Excel for accountants လို့ခေါ်တဲ့ E4A ကို join ရပါမယ်အဲ့တော့သင်ရိုးအကြောင်းကိုလည်းနောက်မှာရှင်းပြထားပါတယ်เนาะအသေးစိတ်ဝင်ကြည့်လို့ရပါတယ်ဆိုတော့ဘယ်အတန်း join ဖို့ဆန္ဒရှိတယ်လဲ E4B လား E4A လား comment မှာရေးထားလို့ရတယ် info ပြည့်စုံကိုကျွန်တော်ချက်ပေါက်ကနေပြီးတော့ပို့ပေးမယ်เนาะဆိုတော့ quick demo အနေနဲ့ပို့ချတယ် Excel Power Query ကိုအသုံးပြုပြီးတော့ report ဘယ်လိုထုတ်ရမလဲဆိုတဲ့ပထမတစ်ပိုင်းကိုကြည့်အောင်နော် Okay ပထမဆုံးတစ်ပိုင်းဖြစ်တဲ့ data connection အပိုင်းကိုစပြီးတော့ပြောမယ်ဆိုရင်အဲ့တော့ source data ကတော့ဒီဥပမာမှာ local machine လို့ခေါ်တဲ့ကျွန်တော် set ထဲမှာပဲရှိတယ် Excel file အဖြစ်ပဲရှိနေပါတယ်လက်တွေ့မှာ Excel file မဟုတ်ရင်လည်းပြဿနာမရှိဘူး text file လည်းရတယ်เนาะမိမိ set ထဲမှာမဟုတ်ဘဲနဲ့ cloud source တို့သို့မဟုတ်ရင်လည်း database server မှာ store ထားရင်လည်းပြဿနာမရှိဘူးเนาะအဲ့တော့ဒီမှာကျွန်တော် source data source ကကြာတော့ set ထဲမှာပဲရှိတယ်ဆိုတော့ file ကကြတော့ဒီမှာ number 0 data အောက်မှာရှိတယ်အဲ့တော့data number 0 data အောက်မှာ data entries အောက်ကိုတစ်ချက်ဝင်ကြည့်မယ်ဆိုရင်ဒီမှာတော့ file တော်တော်များများရှိတယ်เนาะအဲ့တော့ဒီမှာတော့8ခုပေါ့လေအဲ့တော့ဘာတွေပါလဲဆိုတော့ cash book ပါတယ်နောက်ပြီးတော့ journal entry ပါတယ်အဲ့တော့ journal ကတော့ debit credit ပါပြီးသားเนาะသူ့သဘောတရားအရာကို debit credit သွင်းထားတာနောက်ပြီးတော့ payment တို့ purchase return purchase စသဖြင့်အားလုံးပြောမယ်ဆိုရင်တော့ဒီမှာ sale return receipt အားလုံးပါတယ်ဗျာဆိုတော့ purchase return payment ပါတယ်နောက်ပြီးတော့ sale return receipt ပါတယ် journal ပါတယ် cash book ပါတယ်အဲ့တော့ဒီ source data ကိုနည်းငယ်ရင်းနှီးအောင်နောက်အားလုံးကို select မှတ်ပြီးတော့ enter ခောက်ပြီးတော့အားလုံးကိုဖွင့်ကြည့်လိုက်မယ်နော်ဒါကတော့မိမိ data ဆိုရင်မိမိနဲ့ရင်းနှီးပြီးသားမိမိ data မဟုတ်တဲ့အတွက်အနည်းငယ်ရင်းနှီးအောင်ဒါ file အားလုံးကိုတစ်ပြိုင်တည်းထည့်ဖွင့်လိုက်တာနော်ဆိုတော့တစ်ခုကြည့်လိုက်ရင်ပဲသဘောပေါက်ပါတယ်ဆိုတော့ sales data မှာစီးရင်သွင်းထားတာကိုကြည့်လိုက်တော့ဒီပထမဆုံးရက်ကကြတော့ 1st January 2017ကစထားတယ်နော်အဲ့တော့ဟိုအောက်ကိုကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဆိုရင်သူကဘယ်ထိလဲဆိုတော့31st December ဒီမှာတော့ 27th December ပေါ့လေ2017ဆိုတော့သူက2019တစ်နှစ်စာပဲเนาะလူသိခင်ရပြီဆိုတော့2019တစ်နှစ်စာကိုပဲပေးထားတယ်အဲ့တော့ဘယ်ဖိုင်ကိုပဲကြည့်ကြည့်အလားတူပဲ cash book ကိုကြည့်ရင်လည်း 1st January ကစထားတယ်2017မယ်ဟိုအောက်မှာကျတော့ 31st December 2017အထိသူက2019တစ်နှစ်လုံးစာ12လလုံးစာအတွက်ပဲစီးရင်သွင်းထားတယ်ဒီလိုသိခင်ရပြီအဲ့တော့ cash book မှာဆိုရင်သူက
ဟာလာ object က2ခုရှိတယ်ဒီမှာ worksheet object 2ခုရှိတယ် table object 2ခုစုစုပေါင်း4ခုရှိတယ်အဲ့ဒီအနက်ကျွန်တော်တို့က cash အတွက်ဆိုရင်သူကတော့ payment တည်တံဖြစ်တဲ့အတွက် cash payment ဆိုတဲ့တခုကိုပဲလှမ်းပြီးတော့ခဏလုပ်ဖို့လိုတယ်ဆိုတော့ဒါကတော့ external source အဖြစ်အသုံးပြုမဲ့ source data တွေကိုเนาะအကျဉ်းများအဖြစ်ဒါနားလည်အောင်ကြည့်လိုက်တာဒီ file တွေကဖွင့်ထားဖို့မလိုဘူးเนาะအဲ့တော့အယောင်သမားကလည်းသူက sales မှာတော့သူစီးရင်သွင်းနေမှာနေရာတူခြင်းမှတူမယ်เนาะ location တူခြင်းမှတူမယ် store ထားတဲ့ဒီလာ file location တူခြင်းမှတူမယ် purchase ကလည်းအဝယ်သမား purchase ကိုစီးရင်သွင်းနေမယ်ငွေစင်းကင်တဲ့သူက cash ပုံမှာစီးရင်သွင်းနေမယ်ဘယ်နေရာမှာပဲရှိပြဿနာမရှိဘူးเนาะအဲ့ဒါတွေကိုကျွန်တော်တို့က source data အဖြစ်အခြား workbook တစ်ခုကနေပြီးတော့လှမ်းပြီးတော့ connect လုပ်မယ်ဆိုတော့ကျွန်တော်ကဒီမှာ new workbook တနည်းအားဖြင့် blank workbook တစ်ခုယူလိုက်တယ်ဒါကကြတော့ file အသစ်ဖြစ်သွားပြီအဲ့တော့ဒီ file ထဲမှာဘာမှမရှိဘူးရှေ့မှာတွေ့ခဲ့တဲ့ file တွေကိုလှမ်းပြီးတော့ connection ဆွဲယူမယ် connect လုပ်မယ်ဘာနဲ့ connect လုပ်မလဲဆိုရင် power query နဲ့လှမ်းပြီးတော့ connect လုပ်မယ်ဆိုတော့ power query လို့ပြောရင်တော့ဟိုရှေ့ပိုင်း version တွေတုန်းကတော့သူကribbon တစ်ခုအနေနဲ့လာတယ်အခုနောက်ပိုင်းမှာကျတော့ power query က ribbon တစ်ခုအနေနဲ့မရှိတော့ဘူးဘယ်မှာဝင်သွားလဲဆိုတော့ data ribbon မှာဝင်သွားတယ်အဲ့တော့ data ribbon ရဲ့ရှေ့တစ်ပိုင်းเนาะဒီမှာဆိုရင်လာ get and transform data ဆိုတဲ့ section ရှိတယ်အဲ့ဒါဟာ power query ဖြစ်ပါတယ်သူနောက်မှာလည်းသူက section တစ်ခုရှိသေးတယ်တနည်းအားဖြင့် group တစ်ခုပေါ့အဲ့ဒါကလည်း power query နဲ့ဆက်ဆက်ပြီးတော့ queries and connection ဆိုတဲ့ section အဲ့ဒီနှစ်ခုဟာသူက power query လို့ပြောလို့ရတယ်เนาะအဲ့ဒါသိရင်ရပြီဆိုတော့ခုနောက်ပိုင်းမှာကျတော့ power query လို့ပြောရင်เนาะ data ribbon မှာရှိပါတယ်ဆိုတော့ဒီမှာကြည့်လိုက်မယ်ဆိုကျွန်တော်တို့က option တွေကအများကြီး ribbon display မှာတောင်ပဲသူကဆိုပါတော့နောက်ကျွန်တော်တို့ text file တွေကချိန်လို့ရတဲ့ option from text/csv ရှိတယ်ဆိုတော့မိမိ source data ကကြတော့ cloud storage တစ်ခုမှရှိတယ်ဆိုရင် from web ကနေချိန်လို့ရတယ်ဟလာအခုလက်ရှိ file ထဲမှာရှိနေတဲ့ table သို့မဟုတ် range နဲ့ချိန်လို့ရတယ်အခြား option တွေကိုမြင်လို့ရင် get data ဆိုတဲ့ option ရှိတယ်အဲ့ဒီ get data ကိုဖွင့်လိုက်မယ်ဆိုရင်အများကြီးပဲဒီမှာ from file ဆိုရင် excel file တစ်ခုချင်းစီကနေပြီးတော့ folder လိုက် PDF file သို့မဟုတ် text သို့မဟုတ် CSV တွေကိုချိန်လို့ရတယ်။ Now ဒီ from database မှာဆိုရင်เนาะ SQL Server တို့ Oracle တို့နဲ့ချိန်လို့ရတယ်။အခြား option တွေလည်းအများကြီးပါပဲ။ Now Azure Service တို့ Power Platform တို့ချိန်လို့ရတယ်အများကြီးပဲเนาะအဲ့ဒီမှာသူကဒီမှာဟိုအောက်မှာကျတော့ launch button ပါတယ် launch power query editor ဆိုတာအဲ့တော့ power query editor ကိုဝင်မယ်တနည်းအားဖြင့် power query ကိုဝင်မယ်ဆိုရင်အဲ့ဒီ button ကိုနှိပ်ပြီးတော့ဝင်ရင်လည်းရတယ်သို့မဟုတ်သူကတော့ keyboard shortcut ရှိတယ် Alt နဲ့ F တွဲနဲ့တွဲပြီးတော့နှိပ်ရတယ် Alt key ကိုဖိထားနော် F တွဲကိုတစ်ပေါင်းနဲ့နှိပ်လိုက်မယ်ဆိုရင်သူက power query ကို keyboard shortcut နဲ့ဖွင့်လိုက်တယ်အဲ့လိုလည်းရတယ်နော်ဒါဆိုရင်အခုမြင်နေရတာက Excel မဟုတ်တော့ဘူး Excel နဲ့ integrate လုပ်ထားတဲ့ Power Query ဖြစ်သွားပြီတနည်းအားဖြင့် Power Query Editor လို့ပြောရင်လည်းရတယ်เนาะဆိုတော့ကျွန်တော်တို့က data connection လုပ်တာတွေ data transformation လုပ်တာတွေ data combine လုပ်တာတွေကိုအခုမြင်နေရတဲ့เนาะဒီ Power Query Editor မှာအလုပ်လုပ်ပါမယ်ဆိုတော့ Power Query Editor မှာကျတော့ဒါဒီမှာ home ribbon ရှိတယ်အဲ့ဒီ home ribbon ရဲ့ဟိုနောက်မှာကျွန်တော်တို့ကnew query ဆိုတဲ့ section ရှိတယ်အဲ့ဒီ new query တွေကိုတစ်ချက်ကြည့်လိုက်မယ်ဆို new source ကိုချိတ်ဆက်လို့ရတဲ့ option တွေเนาะအဲ့တော့ရှေ့မှာတွေ့ခဲ့တဲ့ option တွေပါပဲเนาะအဲ့တော့ Excel မှာ data ribbon မှာတွေ့ခဲ့တဲ့ option တွေပဲအဲ့ဒီကနေပြီးတော့ချိတ်ဆက်ရင်လည်းရတယ်အဲ့အလွယ်ဆုံးကျွန်တော်တို့အသုံးများဆုံးကတော့ဒီမှာဆိုရင် Power Query မှာ query panel ဆိုတာဘယ်ဘက်မှာရှိတယ်အဲ့ဒီ query panel မှာလွတ်တဲ့နေရာမှာ right click ခောက်ပြီးတော့သွားရင်ဒါအလွယ်ဆုံးပဲဆိုတော့အဲ့ဒီ query panel မှာ right click ခောက်ဒီမှာဆို new query ပြီးတော့ file နော် Excel workbook ကိုချိန်မှာဖြစ်တဲ့အတွက်ဒီမှာ Excel workbook ဆိုတဲ့ option ကိုသုံးမယ်တစ်ချက်ကလစ်လိုက်အဲ့တော့မိမိ file ရှိနေတဲ့ folder အဆင့်ဆင့်ကိုသွားနော်ဒီမှာတော့ကျွန်တော်က number 0 data အောက်မှာ data entries ဆိုတဲ့ folder အောက်မှာဆိုတော့အဲ့မှာ file တွေရှေ့မှာတွေ့ခဲ့တဲ့8ခုပဲเนาะအဲ့တော့တစ်ခုချင်းစီကျွန်တော်တို့လိုသလိုအစဉ်အတိုင်းချိန်သွားလိုက်မယ်ဆိုတော့ purchase ကစလိုက်မယ်ဗျာဒီမှာ purchase ဆိုတဲ့เนาะအဲ့တော့ file ကို select ပြီးတော့ import ကိုနှိပ်အဲ့ navigator window ပွင့်လာတယ်เนาะအဲ့ဒီ navigator window မှာကကြတော့ရှေ့မှာပြောခဲ့သလိုပဲ object တွေအများကြီးပဲအဓိကကတော့သူက2မျိုးပါပဲเนาะ worksheet နဲ့table အဲ့ဒီနဲ့ကျွန်တော်တို့က
purchase အတွက်ဆိုရင် purchase TPS ဆိုတဲ့တစ်ခုကိုပဲဆက်လက်မှတ်ပြီးတော့ခဏလောက်ရုံပဲเนาะ January ကသူကဟာလာtransition နဲ့မဆိုင်ဘူးเนาะအဲ့တော့ဒီမှာ purchase ဆိုတဲ့တစ်ခုကိုဆက်လက်မှတ်ပြီးတော့ okay လို့ပြောဒါဆိုရင် purchase ဆိုတဲ့ file ကို Power Query ကိုเนาะဒါတင်လိုက်တာဒီနည်းအားဖြင့်ခဏလောက်လိုက်တာအဲ့ဒီနည်းအတိုင်းပဲเนาะကျွန်တော်တို့က right click เนาะအဲ့တော့ new query file excel workbook ကနေပြီးတော့เนาะအဲ့တော့ purchase return ဆိုပါတော့အစင်လိုက်တိုင်းသွားလိုက်မယ်မိမိခဏလောက်မဲ့ table ကို select မှတ် okay နောက်ထပ် right click new query file excel workbook အဲ့တော့ဒါ payment ပေါ့လေเนาะ import navigator window မှာမိမိလိုအပ်တဲ့เนาะအဲ့တော့ object တစ်ခုဒီမှာတော့ table ကိုရွေး okay စသဖြင့်အခြား file တွေကိုလည်းเนาะကျွန်တော်တို့ကဒါ query panel မှာ right click ခောက်ပြီးတော့เนาะ import သွင်းသွားရုံပါပဲဒါဆိုရင်ကျွန်တော်တို့ကเนาะဒါ purchase ကစလို့ purchase returns payment sales sale return receipt နော် cash payment နဲ့ဂျာနဲ့အထိစုစုပေါင်း external source မှာရှိနေတဲ့ transaction table တနည်းအားဖြင့် data set 8ခုကို Power Query ကိုအသုံးပြုပြီးတော့လှမ်းပြီးတော့ connect လုပ်လိုက်တာအဲ့တော့ပြန်ပြောမယ်ဆိုရင်မိမိ source data ကမိမိ set ထဲမှာရှိရင်လည်းရတယ် cloud source မှာရှိရင်လည်းရတယ်နောက်ပြီးတော့ database server မှာရှိနေရင်လည်းရတယ်ပြဿနာမရှိဘူးเนาะအဲ့တော့ file တွေကတစ်ခုနဲ့တစ်ခု location မတူရင်လည်းဘာပြဿနာမှမရှိဘူး Power Query က data connection ကိုဒီလိုအသုံးပြုလို့ရပါတယ်ဆိုတော့ပထမတစ်ဆင့်ဖြစ်တဲ့ data connection တနည်းအားဖြင့် data extract အတွက်ကိုလည်း Power Query ကိုဒီလိုအသုံးပြုပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Office Solutions Expert တင်နန်းရဲ့ founder ဆရာဦးတင်မောင်ဆွေဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တင်နန်းမှာတက်လို့ရမယ်အတန်းတွေနဲ့မိတ်ဆက်ပေးပါမယ်နော်အဲ့တော့ကျွန်တော်တင်နန်းမှာတော့ဒါတက်လို့ရမယ်အတန်းတွေကတန်းခွဲတွေတော့အများကြီးရှိတယ်အဓိကပို့ချနေတာကတော့ Microsoft application တွေကိုပို့ချပေးနေတာဖြစ်ပါတယ်ဆိုတော့ Microsoft Word တင်နန်းတွေရှိမယ် Microsoft Excel တွေရှိမယ် Excel ကတော့တန်းခွဲအများကြီးရှိတယ်နော်နောက် Microsoft PowerPoint ရှိမယ် Microsoft Power BI အတန်းတွေရှိပါမယ်အဲ့တော့ဒီဘာသာရပ်တစ်ခုစီမှာလဲတန်းခွဲတွေကเนาะတစ်ခုမကအများကြီးရှိတာဖြစ်တဲ့အတွက်တန်းခွဲတွေနဲ့ပါမိတ်ဆက်ပေးပါမယ်ပထမကတော့အတက်အများဆုံးဖြစ်တဲ့ Excel ဆိုပါစို့ Excel ကျွမ်းကျင်မှုတည်တံ့ကိုပို့ချတဲ့အတန်းက Excel for Business လို့ခေါ်တဲ့ E4B အတန်းတွေဖြစ်ပါတယ်အဲ့တော့ E4B မှာ level 3ခုခွဲထားပါတယ် E4B level 1ကတော့ basic ကနေပြီးတော့ advanced ထိပါဝင်မဲ့အတန်းဖြစ်ပါတယ် E4B level 2ကတော့ Excel expert level ဖြစ်ပါတယ် E4B level 3ကတော့ Excel master level ဖြစ်ပါတယ်အဲ့တော့တန်းစီမှာเนาะကျွန်တော်တို့ပို့ချထားတဲ့ဗီဒီယိုရည်အတွက်နဲ့နာရီတွေကိုပြောရရင်ပထမ level 1ပေါ့เนาะ Excel level 1လို့ပြောရင်လည်းရတယ်တနည်းအားဖြင့် Excel for Business E4B level 1တနည်းအားဖြင့် basic ကနေပြီးတော့ advanced ထိပါမယ်အတန်းမှာကျွန်တော်တို့ပို့ချထားတဲ့ဗီဒီယိုစုစုပေါင်း49ခုကိုလေ့လာမှာဖြစ်ပြီးတော့ပို့ချထားတဲ့ကြာချိန်က18နာရီရှိပါတယ် level 2 expert level ကကြာတော့ပို့ချထားတဲ့ဗီဒီယို46ခုเนาะအဲ့တော့ရှိတာဖြစ်ပါတယ်ပို့ချထားတဲ့နာရီကြာချိန်ကနာရီ20ဖြစ်ပါတယ် level 3 master level ကတော့ပို့ချထားတဲ့ဗီဒီယို102ခုလေ့လာမှာဖြစ်ပြီးတော့เนาะကြာချိန်စုစုပေါင်း45နာရီတနည်းအားဖြင့်ပို့ချထားတဲ့ကြာချိန်45နာရီလေ့လာမှာဖြစ်ပါတယ်အဲ့တော့ Excel for Business က Excel ကျွမ်းကျင်မှုကိုပဲတည်တံ့ပို့ချတာเนาะ level လိုက်ပေါ့လေ Excel function တွေရော Excel မှာတည်ရမယ်အခြား feature တွေပါအားလုံးပြည့်စုံเนาะလေ့လာမှာဖြစ်ပါတယ် Excel နဲ့ပတ်သက်လို့ now Excel for Accountants လို့ခေါ်တဲ့ E4A ရှိသေးတယ်အဲ့ဒါကတော့ automate financial statement ကို Excel နဲ့ထုတ်တဲ့အပိုင်းကိုဓာတ်ရိုက်ပို့ချတာเนาะ Excel ကျွမ်းကျင်မှုကိုတည်တံ့ပို့ချတာမဟုတ်ဘူး financial statement ကိုဓာတ်ရိုက်သွားတာပါ level 2ခုရှိပါတယ် E4A Junior ကကြာတော့ Junior account level အတွက်ဖြစ်ပါတယ်နောက်တစ်ခုက E4A Senior က Senior accountant တွေအတွက်ဖြစ်ပါတယ်အဲ့တော့ဒီ Junior level မှာဆိုရင်ပို့ချထားတဲ့ဗီဒီယိုစုစုပေါင်း36ခုလေ့လာမှာဖြစ်ပြီးတော့ပို့ချချိန်က16နာရီခွဲဖြစ်ပါတယ်အဲ့တော့ Senior level မှာကကြာတော့ပို့ချထားတဲ့ဗီဒီယိုစုစုပေါင်း46ခုရှိပြီးတော့ပို့ချထားတဲ့နာရီစုစုပေါင်း24နာရီခွဲလေ့လာမှာဖြစ်ပါတယ်လုံးဝ fully 100% automate financial statement တွေကို Excel Power Query ကိုအသုံးပြုပြီးတော့ထုတ်တဲ့အတန်းဖြစ်ပါတယ်နော်
အဲ့တော့တင်ရိုးအပြည့်စုံကတော့လေကျွန်တော်တို့ Facebook page မှာเนาะပြည့်စုံတင်ပေးထားတယ်ဆိုတော့ကျွန်တော်တို့တင်တန်းရဲ့ Facebook page ကိုဝင်ပြီးတော့တင်ရိုးပြည့်စုံဖတ်ရမယ်ရှေ့မှာပြောခဲ့တဲ့ Excel for business ရော Excel for accountants ရောတင်ရိုးပြည့်စုံတင်ပေးထားပါတယ် Excel for accountants ကိုတက်မယ်ဆိုရင်တော့ Excel ကျွမ်းကျင်ဖို့လိုအပ်တယ်အနည်းဆုံး advanced level လောက်ရှိရမယ် Excel advanced level မရသေးဘူးဆိုရင်ရှေ့မှာပြောခဲ့တဲ့ Excel for business နဲ့တွဲပြီးတော့တက်ရမယ်เนาะနောက်ကျွန်တော်တို့ဒီ Power BI အတွက်ပြောရမယ်ဆိုရင် Power BI အတွက်တန်းခွဲ2ခုရှိပါတယ်။နောက်ပထမတစ်ခုကကြတော့ Power BI specialist ဖြစ်ပါတယ်။နောက် basic ကနေပြီးတော့ advanced ထိပါတဲ့အတန်းဖြစ်ပါတယ်။ဒုတိယတစ်ခုက Power BI Pro လို့ခေါ်တဲ့ professional level ဖြစ်ပါတယ်နော်။ Power BI Pro ကကြတော့ Pro license ကိုပြောတာမဟုတ်ဘူး။ Power BI Pro မှာ Pro license feature တွေရော Premium license feature တွေရောအားလုံးပြည့်စုံပို့ချပေးထားပါတယ်ဆိုတော့ Power BI ကိုစပြီးတော့တက်မယ်လေ့လာမယ်ဆိုရင်ပထမတစ်ခုဖြစ်တဲ့ Power BI specialist ကစပြီးတော့တက်ရမယ်တနည်းအားဖြင့် basic ကနေပြီးတော့ advanced ထိပါတဲ့ level ပါပို့ချထားတဲ့ဗီဒီယို83ခုရှိတာဖြစ်ပြီးတော့ပို့ချခြင်းစုစုပေါင်းနိုင်30လေ့လာမှာဖြစ်ပါတယ်အဲ့တော့ Power BI Pro လို့ခေါ်တဲ့ professional level ကတော့နော်ဒီ data analysis ကို deep dive သွားနိုင်အောင် custom function တွေကိုကိုယ်တိုင်မွေးနောက်ပြီးတော့ရေးနိုင်အောင်နော်အဲ့တော့စနစ်တကျပြင်ဆင်ပို့ချထားတဲ့အတန်းဖြစ်ပါတယ်ပို့ချထားတဲ့ဗီဒီယို112ခုလေ့လာမှာဖြစ်ပြီးတော့ပို့ချချိန်က53နာရီဖြစ်ပါတယ် Power BI ကိုအခြေခံအစပြီးတော့နော်လုံးဝ Pro အဆင့်ကျွမ်းကျင်သည့်အထိလေ့လာမယ်ဆိုရင်တော့ level 2ခုလုံးကိုလေ့လာရပါမယ်ဒီအတန်းတွေရဲ့အသင်ရိုးအပြည့်စုံကိုလည်းကျွန်တော်တို့ရဲ့ Facebook page မှာဝင်ပြီးတော့ဖတ်ရမယ်နော်နောက်ကျွန်တော်တို့ဒီ Word နဲ့ PowerPoint ကတော့ level ခွဲထားတာမရှိဘူးเนาะအဲ့တော့တန်းစီပဲရှိတယ် Word မှာလည်း basic ကနေပြီးတော့ advanced ထိပါတဲ့ level တစ်ခုလည်းရှိပါတယ်နောက် PowerPoint မှာလည်း basic ကနေပြီးတော့ advanced ထိပါတဲ့ level တစ်မျိုးပဲရှိပါတယ်เนาะအဲ့တော့ Word မှာကတော့ပို့ချထားတဲ့ဗီဒီယို44ခုရှိမှဖြစ်ပြီးတော့ပို့ချချိန်က17နာရီပါ PowerPoint မှာပို့ချထားတဲ့ဗီဒီယို42ခုเนาะလေ့လာမှာဖြစ်ပြီးတော့ပို့ချထားတဲ့နာရီက73နာရီလေးလာမှာဖြစ်ပါတယ်။တင်ရိုးအပြည့်စုံကိုကျွန်တော်တို့ရဲ့ Facebook page မှာအပြည့်အစုံရေးပေးထားပါတယ်เนาะ page ကိုဝင်ပြီးတော့ဖတ်ရပါမယ်။ဆိုတော့ကျွန်တော်တို့ delivery option တွေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့တင်နန်းကိုတူးချင်းပါဝင်လေ့လာမယ်ဆိုရင်အဲ့တော့ဒီ Facebook private group မှာဝင်လေ့လာရင်လည်းရတယ်။ Telegram group မှာဝင်ပြီးတော့လေ့လာရင်လည်းရပါတယ်။တူးချင်းပါဝင်လေ့လာမဲ့သူတွေက group member အဖြစ်ပါဝင်လေ့လာနိုင်ပါတယ်။ group membership က lifetime ဖြစ်ပါတယ်။ဟုတ်နော်ရှေ့မှာပြောခဲ့တဲ့တန်းခွဲအသီးသီးရဲ့တင်ရိုးတွေကိုဗီဒီယိုပြည့်စုံကိုသက်ဆိုင်ရာ group မှာပြည့်စုံတင်ပေးထားပြီးဖြစ်တဲ့အတွက်အဲ့တော့တင်နန်းအပီရတဲ့တခါတည်းဓာတ်ရိုက်ဝင်ပြီးတော့လေ့လာနိုင်မှာဖြစ်ပါတယ်เนาะအဲ့တော့သက်ဆိုင်ရာအတန်းအတွက်ကိုယ်တိုင်လေ့လာရမယ်เนาะဒီ aside file တွေကိုလည်းတခါတည်းတင်ပေးထားပြီးဖြစ်ပါတယ်ကိုယ်တိုင် self study လေ့လာရုံပါပဲအဲ့တော့အုပ်စုလိုက်လေ့လာခြင်းနဲ့သို့မဟုတ်ရင်လည်းဝန်ထမ်းတွေအတွက် corporate training ပေးလို့ရဆိုရင်တော့ကျွန်တော်တို့တင်နန်းကိုတီးခြားဆက်သွယ်ပြီးတော့เนาะအဲ့တော့ဒီဟာလာဆွေးနွေးပြီးတော့ဟာလာအချိန်ရတာနဲ့ပို့ချပေးလို့ရတယ်เนาะအဲ့တော့အုပ်စုလိုက်သို့မဟုတ် corporate training ဝန်ထမ်းတွေအတွက် corporate training ယူလို့တဲ့သူတွေကတော့တီးခြားเนาะကျွန်တော်တို့ရဲ့ page messenger ကနေပြီးတော့ဆက်သွယ်ပေးရပါမယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီအတန်းတွေမှာအခုလက်ရှိအချိန်ထိเนาะတင်နန်းသားပေါင်း9000ကျော်ပါဝင်ပြီးတော့လေ့လာနေကြပါတယ်အတန်းသားတွေရဲ့ကောင်းမွန်တဲ့ feedback တွေကိုလည်းရထားပါတယ်ကျွန်တော်တို့ Facebook page ရဲ့ review section မှာအတန်းသားတွေရေးထားတဲ့ review ကိုလည်းဝင်ပြီးတော့လေ့လာလို့ဖတ်လို့ရပါတယ်เนาะဆိုတော့တင်နန်းစုံစမ်းမယ်ဆိုရင်ကျွန်တော်တို့ Facebook page ရဲ့ Messenger ကနေလာပြီးတော့စုံစမ်းလို့ရတယ်เนาะအဲ့တော့ကျွန်တော်တို့ page မှာကြတော့ဒီ Messenger တစ်ဆင့်တင်နန်းစုံစမ်းလို့လည်းရတယ်လို့ကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့အတန်းတစ်ခုချင်းစီရဲ့တင်ရိုးအသေးစိတ်ကိုလည်းတင်ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ Facebook page ကိုဝင်ပြီးတော့เนาะဖတ်လို့ရပါတယ်လာပြီးတော့စုံစမ်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့တင်နန်းမှာပါဝင်လေ့လာကြဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်